ဘာလုပ်တာလဲချထားလိုက်ဒါမင်းတောက်လို့ရတဲ့ဟာလားကိုရိုင်းကလည်းလမ်းသေးသေးတဲ့တယောက်ပဲဟာအဖွားအိုတယောက်ကိုအနိုင်ကျင့်တော့ဘာကုန်ယူစရာရှိလို့လဲဒါစားလိုက်အခုမှလှီးထားတာအဲ့ဒီချန်ပိုင်ရှင်ကပုံမှန်ဆိုရင်အင်းရီတစ်ခွက်တောင်နှမျောတက်တာဒီနေ့မှပဲရရောနေပါလားပတ်စံမလို့ဘူးစားပြီးရင်အမြန်ထွက်သွားငါဆိုင်ကိုပြဿနာမရှာနဲ့ဟဲအဖွားကြီးဘလို့ဖြစ်ပြီးလဲသွားတာလဲငါကဘာလုပ်လို့လဲဒီနွားသားစွပ်ပြုတ်ဆိုင်ကဟာစားမိလို့နေမှာပေါ့အမေဘာတွေစားခဲ့လို့လဲငါမေးတာဖြေငါအဖွားသားတစ်ခုခုဖြစ်သွားရင်ဒီဆိုင်ကိုမကြခင်ငါလာဖြက်စီးပြစ်မယ်ပြောတဲ့အခါတိတ်ခါရှိရှိပြောချန်ပိုင်ရှင်ကခမရတို့ဖွားလမ်းဘေးကအကျွင်းအကြံတွေကောက်စားနေတာကိုတနာလို့ဒါကြောင့်တီးတက်အမဲသားစွပ်ပြုတ်တစ်ခွက်လုပ်ပေးတာကိုအကြောင်းရင်းမှန်ကိုမသိပဲလူထမင်းအိုးကိုလာခွဲတယ်ပတ်စံရှိတာနဲ့ကြီးကျယ်နေတာလားအဖွားကြီးကတွေးတွားတကြားတက်ကြပြီးမူးလဲသွားတာမင်းမအများဆုံး15မိနစ်ပဲအချိန်ရှိတော့တယ်စွမ်းရင်အမြန်ဆုံးလူနာတင်ကားခေါ်လိုက်မခေါ်နဲ့တော့ရှေ့လန်းဆောင်မှာပိတ်နေပြီလူနာတင်ကားဝင်လို့မရဘူးဒါဆိုဘယ်လိုလုပ်မလဲမင်းရဲ့ကားကဖောက်ထွက်နိုင်တယ်အဖွားကိုနောက်ခန်းမှာအနေထားမှန်မှန်လဲလျောင်းခိုင်းပြီးရှေ့ကလန်းအတိုင်းဘယ်ဘက်ကွ10မိနစ်အတွင်းအမှတ်10နဲ့ဆေးရုံအရေးပေါ်ဌာနကိုရောက်အောင်မောင်းသူ့ကိုဘာမှမဖြစ်စေချင်ရင်အခုချက်ချင်းသွားနောက်ချန်မင်းကြီးမားတဲ့အမှားကျူးလွန်မိပြီအဖွားကြီးတာတကယ်လို့ဒီနွားသားစွပ်ပြုတ်ကြောင့်တည်သွားရင်မင်းရဲ့အသက်ရှစ်ချောင်းနဲ့တော့ရော်လို့မကုန်ဘူးသူဘာမှမဖြစ်ဘူးစုချန်တကယ်ကိုကံကောင်းတာပဲအဖွားကြီးပျောက်ဆုံးနေတာ24နာရီကျော်သွားပြီမူလကလေးကသွေးအားနဲ့ယောဂပြင်းထန်တယ်လို့အဲဆိုင်မယောဂလည်းရှိနေတာအချိန်မီစွမ်းအင်ဖြည့်တင်းပေးနိုင်ခြင်းမရှိရင်နက်ဖျားတောင်ကဲလို့မရဘူးအဲ့ဒီကောင်လေးကပတ်စံကိုရည်ရွယ်ပြီးလာတာမဟုတ်ဘူးပေါ့စုဥက္ကဋ္ဌအဖွားကြီးတတိယလာပြီအခုဒေါသထွက်နေတယ်အဖွားဘာလုပ်တာလဲဘာလုပ်ရမှာလဲငါအသက်ကယ်တဲ့ကျေးဇူးရှင်ကိုရှာမလို့အဖွားသူ့ရဲ့ရည်ရွယ်ချက်ကမတေချာဘူးရည်ရွယ်ချက်ရှိရှိနဲ့1060လားဘယ်သူသိနိုင်မှာလဲအတိတ်ပဲမရှိတာတွေပြောမနေနဲ့သူကငါရဲ့အဆင့်တန်းကိုမသိပဲနဲ့စေတနာကောင်းတဲ့ငါအတွက်ဟင်းရည်တစ်ခွက်လုပ်ပေးခဲ့တာဒီလိုစိတ်ထားမျိုးကမင်းဘေးနာကဖားရနေတဲ့ကောင်တွေထက်အစတရပိုကောင်းတယ်အမေစိတ်မတူပါနဲ့စွန်ယွင်ကလည်းအမေကိုပူပန်လို့ပါအ ਨੇ ဆုံးတော့ကျမမနှက်ဖြန်လူလွတ်ပြီးငွေတသိန်းနဲ့ညဈေးကိုသွားပြီးသူ့ကိုကျေးဇူးတင်ခိုင်းပါမယ်ကျေးဇူးဆိုတာပတ်စံနဲ့တိုင်းတာလို့ရတဲ့အရာလားငါပြောမယ်စုချင်းရှောင်းမင်းရဲ့ပတ်စံကိုငါမလိုချင်ဘူးမနှက်ဖြန်မင်းကိုယ်တိုင်သွားရမယ်ကိုကောင်လေးကိုသွားပြီးကျေးဇူးတင်ရမယ်အဖွားငါ့ကိုအဖွားလို့မခေါ်နဲ့တော့သွားပြီးသူ့ကိုစုကုမ္ပဏီလေးကိုဖိတ်ခေါ်ခဲ့လစာကောင်းတဲ့ယာတုတစ်ခုခန့်ပေးလိုက်တကယ်လို့မင်းပေါ့ပေါ့ဆဆလုပ်ရင်နောက်ဒီယောဂကိုဆေးလဲမကူတော့ဘူးငါ့လိုအဖွားမျိုးမရှိတော့ဘူးလို့သဘောထားလိုက်တော့ကောင်းပြီကျမကိုယ်တိုင်သွားမယ်စုကုမ္ပဏီလေးဝင်ချင်တာလားရတယ်ငါကြည့်ချင်သေးတယ်ဒီလိုလာရင်းမြင်မသိတဲ့လမ်းဘေးဈေးတွေကဖိအားများတဲ့ဒီအလုပ်ပတ်ဝန်းကျင်မှာဘယ်လောက်ကြာခံနိုင်မလဲဆိုတာကျုပ်အဖွားကသဘောတွေမကြည့်တော့ဘူးမင်းကိုကျေးဇူးဆက်ချင်လို့နွားသားစွပ်ပြုတ်တစ်ခွက်အတွက်နဲ့လိုက်ပြီးအရေးလုပ်နေတာမင်းကိုတခုခုတက်ကြွနေလို့တော့ထင်နေသေးတယ်ကျုပ်မင်းရဲ့ကိုရဲ့အချက်လက်ကိုကြည့်ပြီးဘန်နာရေးအင်ဂျင်နီယာပညာကိုသင်ခဲ့တာပဲမနေ့ကနေ့လယ်2နာရီမှာကျုပ်ခုံးရွာအပြည်ပြည်ဆိုင်ရာပေါက်ဆက်ဝယ်ယူရေးစာချုပ်ကိုလက်မှတ်ထိုးရမယ်စုကရင်းနှီးမြှုပ်နှံမှုငွေတန်း1000ထဲမှာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကတွက်ချက်ပြီးအမြတ်အဆုံးကအနည်းဆုံး3ဆတက်လာမယ်မင်းကကျုပ်ဖွားရဲ့သွေးတွားတကြားတက်ကြတဲ့အချိန်ကိုတွက်ပြနိုင်တယ်ဆိုလားဒီ project ကိုတွက်ပြစမ်းပါမင်းသာအတိတ်ပဲရှိတဲ့စကားတစ်ခုလောက်ထွက်လာအောင်ပြောနိုင်ရင်အထူးလက်ထောက်ရာထူးကိုမင်းကိုပေးမယ်ဒါ1006ပဲအကျွေးနဲ့ရင်းနှီးမှုအချို့ကများလုံးတယ်ပစ္စည်းအာမခံပေးသူရဲ့အာမခံပစ္စည်းတွေကအတုတွေပဲဒီငွေတွေသာထည့်လိုက်ရင်အယိုးဆွဲတောင်ကျန်မှာမဟုတ်တော့အောင်ရှုံးသွားလိမ့်မယ်မင်းကဟန်ဆောင်ခြင်းရုံနဲ့တကယ်ပဲကိုလူကြီးလူကောင်းတယောက်လိုထင်နေတာလားတိကျတဲ့အချက်လက်တွေကိုတော့မကြည့်ပဲနဲ့ဒီမှာရဲရဲဝံ့ဝံ့လာပြီးပောက်ကရတွေပြောရဲတယ်ဘုံယွန်ရဲ့ဗန်နာရေးစည်ရင်စရာတွေကကျွမ်းကျင်တဲ့အဖွဲ့အစည်းတွေကတစိမ့်တုံးထုပေးထားပြီးသားဒီလိုအဖြေကိုကြိုတင်သတ်မှတ်ထားတဲ့လောင်းကစားသမားမျိုးကိုရှင်းပြနေလို့နားလည်မှာမဟုတ်ဘူးစကားမထွက်တော့ဘူးလားလိန်စားကျင်တာနဲ့စောစောစီးစီးမင်းရဲ့ညဈေးကိုပြန်သွားလိုက်တော့စုကုမ္ပဏီမှာမင်းပတ်စံရှာခြင်းရင်အစ်စ်အမှန်စွမ်းရည်ကိုထုတ်ပြမှရမယ်အခြေခံလစာ2000အမှတ်တစ်ခုမှားတာနဲ့1000ဖြတ်မယ်လက်မှတ်ထိုးခြင်းရင်ထိုးမထိုးနိုင်ရင်ငါအချိန်ကိုမဖြတ်စည်းနဲ့ဘယ်တော့လစာထုတ်ပေးမှလဲအဲ့ဒီလောက်ထိပတ်စံလိုနေတာလားဟုတ်တယ်ကျုပ်ကပတ်စံကိုပဲကြည့်တယ်ဘလို့အလုပ်ပေးမှလဲအထူးလက်ထောက်ကိုသူ့ကိုမြေအောက်ထပ်သုံးကိုခေါ်သွားခိုင်းလိုက်အလုပ်မပြီးမချင်းစင်းမလာနဲ့စုဥက္ကဋ္ဌမှာထားတယ်ဒီမှာပုံထားတာတွေကစုမိသားစုရဲ့လွန်ခဲ့တဲ့3နှစ်ကစွန့်ပစ်ထားတဲ့အထည်ချုပ်လုပ်ငန်းခွဲတစ်ခုရဲ့စာရွက်စာတမ်းဟောင်းတွေအားလုံးပဲစည်ရင်းစရာ13000ငွေကြေးလွှဲပြောင်းမှု9,900,000 3ရက်အတွင်းဒါတွေအားလုံးကိုလူကိုယ်တိုင်စည်ရင်းစရာလေးရိုက်ထည့်ပြီးတော့ဝင်ငွေထွက်ငွေသုံးသက်ချက်စရာတစ်ခုလုပ်ရမယ်အင်တာနက်လိုင်းဖြတ်ထားတယ်စုဥက္ကဋ္ဌပြောတယ်ဘလို့အစ်စ်အစမ်းပစ္စည်းမှထောက်ပံ့ပေးမှာမဟုတ်ဘူးမင်းမဒါကိုဖြည့်ရှင်းနိုင်တဲ့စွမ်းရည်မရှိရင်အခုချက်ချင်းထွက်သွားလိုက်ချန်ကျွင်းအရှုံးပေးဖို့အချိန်မီသေးတယ်ကိုရိုင်ကအဖွားအိုကိုလိန်လေလက်စားပြီးရောက်လာတဲ့လိန်လေသူပါလို့ဝန်ခံပြီးစုကုမ္ပဏီကနေထွက်သွားရင်မင်းနဲ့ထပ်ပြီးမရှင်းတော့ဘူးစုဥက္ကဋ္ဌခင်ဗျားအလကားထိုင်နေရဆိုရင်အုံညွန်ရဲ့ဗန်နာရေးအစီရင်ခံစာကိုတွားကြည့်ပါလားကျုပ်ပတ်စံရှာနေတာကိုလာပြီးမနှောက်ယှက်နဲ့3ရက်အတွင်းလူကိုယ်တိုင်ငွေစည်ရင်းပုံ9,900,000ကိုရိုက်ထည့်ဖို့ဆိုတာစက်နဲ့တော့လုံနိုင်မှာမဟုတ်ဘူး
မကြားဘူးလားအရရင်ဆုံးစစ်ဆေးရေး program တစ်ခုအရင်ရေးပြီးတက်တည်ပြပြီးမှပြောဒီအမြန်နှုန်းကလူနဲ့လောက်တာထက်အစတရမပိုဘူးလား၃နှစ်ကြာပုံထားတဲ့စရင်ပုတ်တွေထဲမှာမှားယွင်းမှုတွေနဲ့လူလုတ်ပြင်ဆင်ထားတဲ့ခြေရာတွေအများကြီးဖုံးကွယ်နေတယ်ခဏန်းတွေကိုတက်တက်ရိုက်ထည့်ရုံနဲ့တော့ဘလို့မှကိုက်ညီမှာမဟုတ်ဘူးအရင်အတွေ့အကြုံအရငွေကြေးလွှဲပြောင်းမှုခြေရာတွေကိုလိုက်ပြီးငွေကြေးရဲ့နောက်ဆုံးသွားရလမ်းကြောင်းကိုစုံစမ်းတာကမှအမြန်ဆုံးနည်းလမ်းပဲတကယ်ပဲပြဿနာရှိနေတာပဲမနေ့ကငါမမှားဘူးဒီလိမ်လည်ပြီးငွေရှာနေတဲ့ပြည်ပရင်းနှီးမြှုပ်နှံသူတွေကစုမိသားစုရဲ့ရှေးဟောင်းကိုတော်ဟောင်းကိုအမခံပစ္စည်းအဖြစ်သုံးပြီးပြန်ပြီးတော့စုမိသားစုရဲ့ငွေတန်း1000ကိုလိမ်စားဖို့ကြံစီနေတာပြီးတော့ဒီလိုယူကြောင်ကြောင်စုချင်းရင်ကမိဘုံတဲကိုခုံဆင်းဖို့ပြင်ဆင်နေတယ်အစည်းအဝေးလုပ်ဖို့10မိနစ်ပဲလိုတော့တယ်အချိန်မီအောင်လုပ်ရမယ်စုဥက္ကဋ္ဌဒီစရင်ကိုလွတ်သွားရင်ငွေတန်း1000ပမာဏကချက်ချင်းစတင်တော့မှာစုရဲ့ပြည်ပငွေကြေးလိုင်းကဒီနေ့ပဲအသက်ဝင်လာတော့မှာရက်လိုက်တောင်းပန်ပါတယ်စုဥက္ကဋ္ဌတားလို့မမိလိုက်ဘူးထုတ်ပြလိုက်လူဆွမ်းအားအရင်မြစ်ဌာနကိုပြောလိုက်သူအလုတ်ထုတ်ခံရပြီစုချင်းရင်မင်းဒီနေ့လက်မှတ်မထိုးနိုင်တော့ဘူးမင်းကဘလို့ကောင်းလဲမင်းတို့စုမှာဒီလိုစီးမြင့်တွေရှိတာလားကြိုက်တဲ့လူကရုံးခန်းထဲကိုအလွယ်တကူဝင်လာလို့ရတယ်ကျန်းဥက္ကဋ္ဌအတုလုပ်ထားတဲ့စရင်စရာတွေနဲ့လူမချောက်နဲ့အမှန်တရားကိုပဲပြောကြတာပေါ့ခင်ဗျားဘလို့ပြောတာလဲခင်ဗျားတို့ဟုံးရွယ်အပြည်ပြည်ဆိုင်ရာရဲ့စရင်ထဲမှာငွေသား2တန်းတောင်မရှိဘူးဘာကိုအားကိုးပြီးစုမိသားစုရဲ့ငွေတန်း1000ကိုမျိုးချဖို့လုပ်နေတာလဲဆွဆွဲတာပဲကျွန်တော်တို့ရဲ့အာမခံပစ္စည်းတွေကလုံးဝစီးမြင့်တဲ့အညီဖြစ်ပါတယ်စီးမြင့်တဲ့အညီဟုတ်လားဒီမှာပြထားတာကခင်ဗျားတို့အာမခံဖြစ်ယူလာတဲ့အဓိကပစ္စည်းတွေကစုအထည်ချုပ်ဆက်ရုံရဲ့လွန်ခဲ့တဲ့3နှစ်ကဖျက်တောက်ခံခဲ့ရတဲ့စရင်ပုတ်13000ဖြစ်တယ်စုဥက္ကဋ္ဌဒီလူကိုအခုချက်ချင်းနှင်ထုတ်ပေးဖို့တောင်းဆိုပါတယ်ဒီစရင်ပုတ်တွေကိုခင်ဗျားတို့ဝယ်သွားပြီးပြည်ပကန်းလွန်အကောင့်၄ခုထဲမှာတပတ်ပတ်ပြီးပုံစံပြောင်းလိုက်ပြီးတော့ခင်ဗျားတို့ရဲ့ဟုံးရွယ်အပြည်ပြည်ဆိုင်ရာရဲ့အရေးသွေးကောင်းတဲ့ပစ္စည်းတွေဖြစ်ထုတ်ပိုးထားတာမဟုတ်ဘူးလားအတိတ်ပဲမရှိတာတွေပြောမနေနဲ့ဒါကစီးပွားရေးလျှို့ဝှက်ချက်ပဲခင်ဗျားကအချက်လက်တွေကိုအတုလုပ်နေတာအတုလုပ်တာဟုတ်လားစုမိသားစုပဲဖျက်လိုက်တဲ့မကောင်းတဲ့ပစ္စည်းတွေကိုယူပြီးနိုင်ငံပြန်လာပြီးစုမိသားစုကိုပြန်ပြီးအာမခံတင်တာကျန်းဥက္ကဋ္ဌဒီလိုရက်ကစီးမြင့်တဲ့ညီလို့လားကျန်းဥက္ကဋ္ဌသူပြောတာမှန်နေတာလားစုဥက္ကဋ္ဌဒီလူရဲ့အတိတ်ပဲမရှိတာတွေကိုလိုက်ရုံမနေနဲ့ဒီဇယားကသူ့အလကားဆွဲထားတာကျွန်တော်တို့ဟုံးရွယ်ရဲ့နောက်ခံကို Wall Street တောင်လက်ခံထားတာရတယ်သူ့ကိုဆက်သွယ်လိုက်အတိအဝံကိုပြောပြလိုက်မျက်နှာပြင်ပေါ်ကကန်းလွန်ကောက်၄ခုရဲ့ငွေကြေးလွှဲပြောင်းမှုကိုစစ်ဆေးခိုင်း9မိနစ်ပဲကြာမယ်ခင်ဗျားတို့ကုမ္ပဏီတစ်ခုလုံးပြီးသွားလိမ့်မယ်စုဥက္ကဋ္ဌခင်ဗျားတို့စုကစေတနာလုံးဝမရှိဘူးဒီသဘောတူညီချက်ဖြတ်သိမ်းမယ်တရက်နဲ့တညပျက်စီးနေတဲ့ကွန်ပျူတာ3လုံးတိတ်ဆုံးနေတဲ့စရင်သိမ်းပေါင်းများစွာတကယ်ပဲသူပြဿနာရှာတွေ့သွားတာပဲမင်းကတကယ်တမ်းဘယ်သူလဲခြံကျွင်းနွားသားစုပ်ပြုတ်ရောင်းတဲ့သူ3ရက်စာအလုပ်ကိုတရက်နဲ့ပြီးအောင်လုပ်ပြီးခင်ဗျားတို့စုမိသားစုရဲ့စရင်ကိုရှင်းပေးလိုက်ပြီးအခုကျုပ်တို့ရဲ့ကိုရေးကိုရာစရင်ကိုရှင်းကြတာပေါ့မင်းပါလို့ခြင်းလဲစီကန်းဖောက်ဖျက်မှုအလုပ်ရှင်အတွက်ကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုကိုကာကွယ်ပေးခဲ့တယ်အကြံပေးက100ခိုင်နှုန်းငွေတန်း1000ပမာဏကနေကျွန်တော်ကို1တန်းပေးရှင်းပြီး1တန်းဟုတ်လားမင်းကငါစီမှာလစာ2000နဲ့အလုပ်လုပ်နေတာကုမ္ပဏီရဲ့မီးကိုတုံးပြီးအမှားအယွင်းကိုရှာတွေ့တာကမင်းရဲ့တာဝန်ပဲမင်းကဘာအကြောင်းပြချက်နဲ့1တန်းတောင်းတာလဲမျက်နှာပါသေးလားခင်ဗျားရဲ့သဘောထားကိုသတိထားမြေအောက်ခန်းမှာအင်တာနက်မရှိဘူးကွန်ပျူတာကိုကိုယ်တိုင်ဆက်ခဲ့တာပရိုဂရမ်ကိုကိုယ်တိုင်ရေးခဲ့တာကန်းလွန်အကောင့်တွေကိုဖောက်ထွင်းဖို့ကိုယ်ပိုင်နည်းပညာလမ်းကြောင်းကိုသုံးခဲ့တာလစာ2000ကကျုပ်အတွက် data တွေကိုစရင်စရာတဲ့ရိုက်ထည့်ပေးဖို့ပဲလောက်တယ်တန်းပေါင်းများစွာသောဆုံးရှုံးမှုကိုကာကွယ်ပေးတာကငွေပို့ပေးရမယ်တကယ်လို့ငါမပေးဘူးဆိုရင်တော့အတိတ်ဘက်ကအဲ့ဒီဘက်မှာခင်ဗျားအခုထွက်ပြီးရဲတိုင်လိုက်ငွေညစ်တယ်ဆိုပြီးတိုင်လိုက်ဒါပေမဲ့ကျုပ်အာမခံတယ်မနှက်ဖြန်မိုးမလင်းခင်မှာမြို့တစ်မြို့လုံးတိသွားလိမ့်မယ်စုကုမ္ပဏီရဲ့ယင်းနှိမ့်မြုပ်နှံမှုဥက္ကဋ္ဌကအခြေခံလိမ်လည်မှုကိုတောင်နားမလည်ခဲ့ဘူးဆိုတာကိုမင်းကတော်တော်ရန်ကိုတက်တဲ့ကောင်ပဲပတ်စံကိုယူပြီးစုကုမ္ပဏီကနေအခုချက်ချင်းထွက်သွားလိုက်တော့အဖွားကြီးเจ้าကိုတော့ငါသူ့ကိုပြောပြလိုက်မယ်မင်းကိုတဘောနဲ့ကိုအလုပ်ထွက်သွားတယ်ဆိုပြီးနောက်တစ်ခါစုမိသားစုရဲ့တဝက်စာတော့ချိန်မချနဲ့တော့စုဥက္ကဋ္ဌကြီးကျယ်ပါတယ်မင်းကိုနောက်ဆုံးတစ်ခါသတိပေးမယ်ဒီပတ်စံကပိတ်စာခေါင်းပေါင်းကပဲမင်းသာအပြင်မှာရှောက်ပြီးပစက်ရောက်ရင်စောင့်နေလိုက်စိတ်ချပါဒီငွေကလွဲလို့ခင်ဗျားတို့စုမိသားစုထဲမှာဘာမှမရှိဘူးကျုပ်ထပ်ပြီးတစ်ချက်တောင်ကြည့်စရာတန်ဖိုးမရှိဘူးဥဆောင်သူရှာဖွေရေးအရင်းမြစ်တွေအားလုံးကိုသုံးပြီးလူတစ်ယောက်ကိုရှာချန်ကျွန်းလို့ခေါ်တယ်24နာရီအတွင်းသူ့ရဲ့ကိုရေးချက်လက်နဲ့ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းအားလုံးကိုလိုချင်တဲ့မြေကြီးကို3တစ်တူရရင်တော့သူ့ရဲ့အရင်းမြစ်တွေကိုတန်ရှင်းရှင်းစုံစမ်းထုတ်ရမယ်ချန်ပိုင်ရှင်ဒီကနေ့ည7နာရီကနောက်ဆုံးအချိန်ပဲအဲ့ဒီရချေတန်း800ကိုမဆက်နိုင်ရင်တော့မင်းနားလည်မှာပါအရင်ရောအတိုးရောပေါင်းကိုတန်း2သိန်းစရင်ရှင်းပြီးနောက်ဒီလိုဖုန်းမျိုးထပ်မဆက်နဲ့တော့3နှစ်ကြာပုံထားတဲ့စရင်ပုတ်တွေအဆုံးတော့ပြန်ဆက်ပြီးသွားပြီကျန်းဥက္ကဋ္ဌစုကုမ္ပဏီဘက်မှာပြဿနာဖြစ်ပြီးဘာပြဿနာလဲနေ့လယ်ပိုင်းကဟုံးရွံနဲ့ပေါင်းဆက်ရေး project ပြတ်သွားပြီးစုမိသားစုရဲ့အခြေခံလစာ2000စာအစ်စ်ဝင်လာတဲ့အထူးလက်ထောက်ကဖျက်ဆီးလိုက်တာစုကလူမိုက်တွေမဟုတ်ဘူးဟုံးရွံရဲ့စရင်ပုတ်ကိုမြင်တာကမထူးဆန်းဘူးဘာအကြောင်းပြစရာရှိလို့လဲစုကမြင်လို့မဟုတ်ဘူးအဲ့ဒီအထူးလက်ထောက်ကတရက်အချိန်ယူပြီးဟုံးရွံရဲ့၄ခုတော့ဒီပကန်းလွန်အကောင့်တွေကိုအမြစ်ပါမကြံရှင်းပစ်လိုက်တာ
ဒါကအကျဉ်းရများတဲ့ပမာဏတိုင်းတာမှုရဲ့အောက်ခြေဖောက်ထွင်းတဲ့နည်းလမ်းပဲအဲ့ဒီအထူးလက်ထောက်ကဘာတူလဲကိုရဲ့အချက်လက်ကိုဓာတ်ပုံရိုက်ပြီးခင်ဗျားရဲ့ email ကိုပို့လိုက်ပြီးဒါမဖြစ်နိုင်ဘူးခြံကျွင်းလွန်ခဲ့တဲ့3နှစ်ကငါထောင်6ဆင်ပြီးလုပ်ငန်းကနေထုတ်ပစ်ခဲ့တဲ့သူအပြင်မှာတန်း90ရဲ့ကြီးမားတဲ့အကျွေးတင်နေတဲ့သူကဘယ်လိုလုပ်ပြီးစုမိသားစုဆိုတဲ့တင်မောကြီးပေါ်တက်သွားနိုင်တာလဲယူနေတာပဲသူဟုံးယုံကိုစစ်ဆေးတာကအမှန်တော့ငါ့ကိုရည်ရွယ်နေတာပဲဟဲလိုဈေးကွက်ဌာနငါတို့သုံးလို့ရသမျှငွေကြေးအားလုံးကိုထုတ်ပေးစုမိပညာရှယ်ယာတွေကိုအစွမ်းကုန်ရောင်းချဘာဈေးနဲ့မဆိုသူတို့ကိုဖြိုချပစ်ကျန်းဥက္ကဋ္ဌအဲ့ဒါစုရဲ့နောက်ဆုံးလက်ကျန်ပဲတခါတည်းမဖောက်နိုင်ရင်ငါတို့ကိုယ်တိုင်ပြန်ပြီးပောက်ကွဲသွားလိမ့်မယ်သူမသေးသေးရင်တေးရမယ့်လူကငါပဲရိုက်ချဘာဈေးနဲ့မဆိုမနှက်ပြန်ဈေးပိတ်ချိန်မတိုင်မီစုမိသားစုကိုရင်းနစ်သွားအောင်လုပ်ပစ်ခြံရှင်းရင်းနှီးမြုပ်နှံမှုတီထောင်သူခြံကျွင်းလွန်ခဲ့တဲ့3နှစ်က Wall Street ကနေပြန်လာခဲ့တဲ့ကွန်ပျူတာမော်ဒယ်တိဆောက်ရေးပညာရှင်ငွေကြေးလွှဲပြောင်းမှုအချက်လက်အတုလုပ်တယ်ဆိုတဲ့တန်တရားနဲ့တန်း90ရဲ့ကြီးမားတဲ့အကျွေးတင်ပြီးဖျားစင်ကနေကြာဆင်းသွားခဲ့ရတဲ့သူစုဥက္ကဋ္ဌရဲ့ကိုပိုင်ထောက်လန်းရေးကစွမ်းဆောင်ရည်မစိုးပါဘူးမင်းတကယ်ပဲဘာလုပ်ချင်တာလဲငါအဖွားကညဈေးမှာမူးလဲသွားတဲ့အချိန်ကစပြီးမင်းထောင်60နေတာပဲဖွားကြီးမူးလဲတာကမတော်တဆမှုပဲငါစုထဲဝင်ပြီးတတန်းယူတာကအစ်စ်အမှန်စွမ်းရည်နဲ့မင်းရဲ့ဆုံးရှုံးမှုကိုပြန်ဆက်ခိုင်းတာပဲတစ်ခုချင်းစီရှင်းရမှာပေါ့တစ်ခုချင်းစီဟုတ်လားဗန္ဒာရေးပညာရှင်တယောက်ပိတ်ပင်ခံရပြီးနောက်မှာ3နှစ်တည်းပုံနေခဲ့တာအခုတော့ကောင်းလိုက်တာရုတ်တရက်ကြီးစုမိသားစုရဲ့အတွင်းဆက်ဝိုင်းနဲ့ဝင်လာတယ်မင်းပြောရဲလားဒီစုမိသားစုရဲ့ပတ်စံကြောင့်ဝင်လာတာမဟုတ်ဘူးလို့မင်းအခုဒီမှာရက်ပြီးငါ့ကိုမေးခွန်းထုတ်ဖို့တောင်အရေးချင်းမရှိဘူးဘလို့ပဲဖြစ်ဖြစ်စုမိသားစုရဲ့ပတ်စံအတွက်မဟုတ်ရင်မင်းငါမျက်စိအောက်မှာပုံနေတာဘာအတွက်လဲကျန်းဟောက်တိုင်တာပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံမှုကကျန်းဟောက်ရောင်းချပြီးစတင်ခဲ့တဲ့ညံရည်ထက်မြက်တဲ့လူမိုက်ကြီးလွန်ခဲ့တဲ့3နှစ်ကသူကငါရဲ့ပါနာပဲဒီတန်း90ရဲ့စရင်ပုဂ္ဂိုလ်သူကစရင်တုလုပ်ပြီးငါစီထိုးထည့်ခဲ့တာအခုအကျွေးလဲလျော့သွားပြီငါစရင်ကိုသူ့စီကနေပြန်တောင်းရမယ့်အချိန်ရောက်ပြီဒါကြောင့်မင်းကစုကုမ္ပဏီကိုတုံးပြီးဒီမျိုးရဲ့အကြီးဆုံးငွေကြေးပမာဏကိုတုံးပြီးကျန်းဟောက်ကိုတားဆီးချင်တာပေါ့ဟုတ်တယ်ဟုံးရွံရဲ့ဒီဘက်ယင်းနှိမ့်မြုပ်နှံမှုတွေထဲမှာကျန်းဟောက်ရဲ့အရေးအယောင်လဲပါနေတယ်ငါအဲ့ဒီလက်ကိုဖြုတ်ချလိုက်ပြီးကျန်းဟောက်ကအခုဆိုရင်ယူလူနီးပါဖြစ်နေလောက်ပြီးသူကမဖြစ်မနေအရင်ဆုံးလက်ဦးမှုရယူပြီးစုမိသားစုကိုပြန်တိုက်ခိုက်လာလိမ့်မယ်မင်းကစုရဲ့ထိတ်တန်းပိုင်ဆိုင်မှုကိုမင်းရဲ့လက်စားချေမှုအတွက်ကစားစရာလောက်တာပေါ့ကစားစရာမဟုတ်ဘူးတန်းတူလဲလေတာပဲငါမင်းရဲ့ပစ္စည်းကိုဓာတ်ဖြစ်သုံးပြီးမင်းအတွက်မျိုးရဲ့အကြီးဆုံးအန္တရာယ်ကိုအပီးပိုင်ရှင်းထုတ်ပေးမှာကျန်းဟောက်မျိုးချလိုက်တဲ့ဈေးကွက်ဝေစုကနောက်ဆုံးတော့စုစီပဲပြန်ရောက်လာမယ်အရှုံးမရှိတဲ့ရောင်းဝယ်မှုပဲစုဥက္ကဋ္ဌကလက်မခံရဘူးလားတကယ်ကိုယူနေတဲ့ကောင်ပဲစုမိသားစုတစ်ခုလုံးကိုသူ့နဲ့တူကစားခိုင်းနေတာဒါပေမဲ့ဒါသာအောင်မြင်သွားရင်ကောင်းတဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်စုဥက္ကဋ္ဌကြီးမားတဲ့အရေးကြီးကိစ္စဖြစ်ပြီးဘာဖြစ်လို့ထိတ်လန့်နေတာလဲပြောကျန်းဟောက်ရဲ့အုံနောက်တွေယူကုန်ပြီးလွန်ခဲ့တဲ့9မိနစ်ကတည်းကသူတို့ကပြပရင်းနှီးမြုပ်နှံမှုအကောက်3ခုနဲ့ပူးပေါင်းပြီးကြီးမားတဲ့ရောင်းချမှုအမိန့်တွေကိုထုတ်ပြီးတော့ငါတို့စုရဲ့အသစ်ထွက်ရှိထားတဲ့အဓိကနည်းပညာရှယ်ယာတွေကိုယူသွစွာရောင်းချနေကြတယ်။ဘာသူတို့ရောင်းချတဲ့အမြန်နှုန်းကအယမ်းမြန်တယ်။ငါတို့ရဲ့ထိန်းသိမ်းရေးငွေကြေးတွေကဝင်သွားတာနဲ့မျိုးချခံလိုက်ရတယ်။ရှယ်ယာဈေးက8%အထိထိုးကျသွားပြီးမကြခင်မှာပထမဆုံးရက်တန့်ရမယ့်မြင်းကိုရောက်တော့မယ်။ခြံကျွင်းခံမှန်းထားတဲ့အတိုင်းပဲကျန်းဟောက်ကြိုက်ခဲလာပြီးစုမိသားစုရဲ့အဓိကသွေးကြောကိုဒီကစားပွဲကပြီးဆုံးသွားပြီထင်ပါတယ်။ကျန်းဟောက်ပတ်စံပို့ပေးလာပြီးစရင်ရှင်းကြဆိုလားပိုင်ရှင်နနက်9:30မိနစ်မြို့တော်စတော့ဈေးကွက်အချိန်မှဖွင့်လှစ်တယ်စုဥက္ကဋ္ဌရောင်းချမှုကရှယ်ယာ3သိန်းကျော်သွားပြီးထိန်းသိမ်းရေးငွေကြေးတန်း200က3စက္ကန့်အတွင်းပြီးသွားပြီအရင်မြစ်ကိုစုံစမ်းဒီဘကတရဲအကောင့်3ခုဖြစ်နေတယ်နနက်9:35မိနစ်ကြာဆင်းမှု 6.5% စုဥက္ကဋ္ဌမျက်နှာပြင်ပေါ်မှာတန်း600အငွေ့ပြန်သွားပြီးရက်လိုက်အားလုံးရက်လိုက်ကြစမ်းမင်းခေါ်လာတဲ့ကောင်းတဲ့အထူးလက်ထောက်ကိုကြည့်လိုက်အခုမြို့တစ်မြို့လုံးရဲ့ဆက်ဝိုင်းတွေမှာငါတို့စုမိသားစုကိုလှောင်ပြောင်းနေကြပြီးတန်ဖိုးမရှိတဲ့လူကိုခေါ်ပြီးရောင်းချခိုင်းနေဆိုပြီးကျန်းဟောက်ရဲ့လှုပ်ရှားမှုကမြန်လိုက်တာဈေးကွက်ချပြီးရောင်းချနေတဲ့အချိန်မှာပဲခြံကျွင်းရဲ့အောက်ခြေကိုချက်ချင်းဖော်ထုတ်လိုက်တယ်ဖေဖေဈေးကွက်ကြီးကျဆင်းနေပြီအခုကလူစွမ်းအားအချက်လက်ကိုပြောနေရမယ့်အချိန်မဟုတ်ဘူးတိုင်တာပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံမှုရဲ့ကျန်းဟောက်ကခုနကကျွန်တော်ရဲ့ကိုယ်ပိုင်ဖုန်းကိုဓာတ်ရိုက်ဆက်လာတယ်သူကြီးညာလိုက်ပြီးအခုဟာကအစပဲရှိသေးတယ်စုမိသားစုကအခုခြံကျွင်းကိုထုတ်ပစ်ပြီးတနိုင်ငံလုံးကိုကြီးညာချက်ထုတ်ပြီးရှင်းလင်းမှသာလျှင်သူချက်ချင်းရက်တက်မယ်တဲ့ကျန်းဟောက်ရဲ့စကားကိုယုံလာလားသူကပြပကပတ်စံတွေအများကြီးချေပြီးဈေးချတာစုမိသားစုရဲ့အသားတစ်ထက်ကိုမကိုက်ဖဲနဲ့သူဘယ်လိုလုပ်ပြီးသူချေထားတဲ့အတိုးကြီးတဲ့အကျွေးကိုဆက်နိုင်မှာလဲအခုခေါင်းညှိလိုက်ရင်စုမိသားစုကသူ့ရဲ့စပွဲပေါ်ကအသားဖြစ်သွားမယ်အဲ့ဒါကမှဒီတန်ဖိုးမရှိတဲ့လူနဲ့လောက်တာထက်ပိုကောင်းတယ်ခြံကျွင်းမင်းအခုချက်ချင်းလှုပ်ဆောင်မှုကိုရက်လိုက်ဒီအဆောက်အဦကနေအခုချက်ချင်းထွက်သွားလိုက်လုံခြုံရေးသူ့ကိုဆွဲထုတ်လိုက်ဒီမြင်းကိုကြော်လာရင်ကိုရောမရင်ကြေးတော့ဘူးလို့မပြောနဲ့စုမိသားစုရဲ့လူကိုလာချင်းချောက်ရဲတာလားအလုတ်ကင်မဲ့ရပါတဲ့အလုတ်ထွက်သွားတဲ့ဝန်ထမ်းတယောက်ကစုမိသားစုကမင်းကိုမလုံနိုင်ဘူးလို့ထင်နေတာလားပါဝါပလက်ကိုဖြုတ်လိုက်သူ့ရဲ့အိမ်ကိုဖျက်လိုက်ဘသူကလှုပ်ရဲလဲကြည့်ရအောင်
စွမ်းရင်မင်းယူနေတာလားလူပြင်းတယောက်အတွက်နဲ့ဘုတ်ဖွဲ့တစ်ခုလုံးကိုတေတွင်းနဲ့ဆွဲခေါ်တော့မှလားဖေဖေခမရတို့အိုကုန်ပြီလက်ရှိကစားပွဲကိုနားမလဲတော့ဘူးကျန်းဟောက်ကဓာတ်ကိုစုမိသားစုရဲ့လေပင်ပေါ်တင်ထားပြီးအခုပလက်ကိုဖြုတ်လိုက်ရင်ချက်ချင်းတန်းနဲ့ကြာဆင်းသွားမယ်မနှက်ပြန်ဈေးဖွင့်ရင်အကောက်ရှင်းခံရတော့မယ်ဘယ်သူမှမရှင်းနိုင်တော့ဘူးဒါဆိုသူ့ကိုကင်တွယ်ခိုင်းရင်ရှင်းနိုင်မယ်ပေါ့သူလွန်ခဲ့တဲ့3နှစ်ကရှုံးခဲ့တာပိုင်ဆိုင်မှုတွေအကုန်သွားတာသူလုံနိုင်လို့လားဈေးဖွင့်ပြီးမိနစ်20အတွင်းတန်း600အမွေပြန်သွားပြီမင်းတရှယ်ရာမှမဝယ်ဘူးမင်းပြောတဲ့နဲ့နဲ့အောက်ခြေကတကယ်ပဲအောက်ခြေရောက်ပြီလားသူဒုတိယဈေးကွက်မှာတုံးလို့ရတဲ့ပုံမှန်ငွေကြေးတွေကကုန်သွားပြီးဆက်ပြီးတော့ဒီဘကမဲမောင်နေတဲ့ငွေကြေးတွေကိုတုံးတော့မှမင်းဘယ်လိုသိတာလဲဘာဖြစ်လို့လဲဆိုတော့စုမိသားစုကိုမတက်ရင်သူ့ရဲ့ကိုယ်ပိုင်ငွေကြေးလိုင်းကပြတ်သွားလိမ့်မယ်ဒါပေမဲ့ငါအကောင့်ကဝယ်ယူမှုအားလုံးပိတ်ဆို့ခံထားရတယ်မင်းရဲ့လက်အောက်ကဒီအတုံးမကျတဲ့ကောင်တွေရဲ့တစ်ချိန်ချင်းစီရောင်းဝယ်မှုကန့်သက်ချက်ကတန်း90ပဲရှိတယ်ကာကွယ်ဖို့ရတယ်ပြန်တိုက်ဖို့မလုံလောက်ဘူးမင်းဘယ်လောက်လိုချင်တာလဲအားလုံးစုမိသားစုရဲ့စည်ရင်းပုံမှာရှိတဲ့တပြားမှမကြံစေပဲလှည့်ပတ်ငွေကြေးအားလုံးကိုလိုချင်တယ်ကန့်သက်ချက်မရှိဘူးထိန်းချုပ်မှုမရှိဘူးဒါယူမိုက်တာပဲအဲ့ဒါပိုင်ဆိုင်မှုတန်းပေါင်းများစွာပဲမင်းစကားတခွန်းနဲ့ယူချင်တာလားအိမ်မက်မမက်နဲ့စုချင်းရင်တကယ်လို့မင်းသူ့ကိုပေးရင်ငါအခုချက်ချင်းပုတ်ဖွဲ့ခေါ်မယ်ယာရုကနေဖယ်ရှားမယ်စုချင်းရင်ကုမ္ပဏီရဲ့အမြင့်ဆုံးအဆင့်လွှဲပြောင်းမှုကိုမင်းသူ့ကိုပေးရတယ်ပိုင်ဆိုင်မှုတန်းပေါင်းများစွာစုမိသားစုရဲ့တားဆင်မြေဆက်စုဆောင်းထားတဲ့အသက်တွေအားလုံးဒီတန်တစ်တာထဲမှာရှိတယ်လွန်ခဲ့တဲ့3နှစ်ကမင်းဘလို့ပဲပြောခဲ့ပါစေဒီကနေ့ဒီပြဿနာထဲမှာစုမိသားစုကမင်းရထားပဲမင်းကငါလူပဲတကယ်လို့မင်းဒီနေ့ရှုံးသွားရင်ငါအာမခံတယ်ငါကိုယ်တိုင်မင်းကိုထောင်ထဲပို့ပေးမယ်3နှစ်ရှိပြီငါပြန်ကင်လိုက်ပြီဒီထိတ်တန်းစပွဲဝိုင်းရဲ့ဝင်ခွင့်လက်မှတ်ကိုမင်းရဲ့ချင်းချောက်မှုကိုတင်ထားလိုက်ဒီပွဲပြီးရင်ကျန်းဟောက်ရဲ့စီးမြင့်ဖောက်ဖျက်မှုကိုငါကိုယ်တိုင်ဖော်ထုတ်ပေးမယ်အားလုံးလက်နှစ်ဖက်ကိုကီးဘက်ကနေခွာ2 မီတာဆုပ်လာမယ့်အချိန်မှာဒီနေရာကိုငါလွှဲပြောင်းယူပြီးကျန်းဟောက်ရဲ့ရောင်းချမှုရပ်သွားပြီ3 မိနစ်အတွင်းအကြီးစားအလွတ်အမှားစားမရှိတော့ဘူးသူငါတို့ရဲ့အောက်ခြေကိုစမ်းတက်နေတာထိမ့်သိမ်းရေးငွေကြေးဘလောက်ကြံသေးလဲ300နိုင်တဲ့ပမာဏကတန်း100တောင်မရှိတော့ဘူးဒီတန်း100ရဲ့ဝယ်ယူမှုအမှားစားကိုအားလုံးရုပ်သိမ်းလိုက်အမှားစားရုပ်သိမ်းလိုက်တာလားချန်တကျူအခုနောက်ဆုံးထိမ့်သိမ်းရေးငွေကြေးကိုရုပ်သိမ်းလိုက်ရင်အောက်မှာခံထားတဲ့ဈေးကွက်လုံးဝမရှိတော့ဘူးရှယ်ယာဈေးကချက်ချင်းပြိုလဲသွားလိမ့်မယ်စုဥက္ကဋ္ဌဈေးကွက်ကမူလကလေးကကြောက်လန့်နေတာအခုအမှားစားရုပ်သိမ်းတာကဈေးကွက်ကိုဓာတ်ရိုက်ပြောလိုက်တာနဲ့တူတူပဲငါတို့စုမိသားစုအရှုံးပေးလိုက်ပြီဆိုတာကိုဘာလို့ရုပ်သိမ်းတာလဲအောက်ခြေကိုသူ့ကိုမပြဘဲနဲ့သူဘယ်လိုလုပ်ပြီးရင်ဘတ်ထဲကမဲမဲပတ်စံတွေကိုထုတ်ဝင်มาလဲတကယ်လို့သူသားငါတို့ငွေကြေးမထည့်တော့တာကိုစောင့်နေတာဆိုရင်မောသူကမင်းထက်ပိုလောဘကြီးတယ်အမှားစားရုပ်သိမ်းသူပြောတဲ့အတိုင်းလုပ်ရုပ်သိမ်းစုဥက္ကဋ္ဌငါရုပ်သိမ်းခိုင်းနေတာကြာဆင်းမှုနယ်ပယ်ကိုကျော်သွားပြီးဈေးကွက်လက်လီရောင်းချသူတွေကြောက်လန့်ပြီးရောင်းချကုန်ပြီလက်ထဲမှာစုရဲ့ငွေချေးရှယ်ယာအောက်ခြေဘလောက်ကျန်သေးလဲရှယ်ယာ8 သိန်းကျန်သေးတယ်အားလုံးကိုဈေးကွက်ဈေးနဲ့ချိတ်ရိုက်ချပစ်မင်းယူနေတာလားဈေးကွက်ကျဆင်းနေတာမင်းကကိုယ့်ရဲ့အောက်ခြေကိုကိုယ်တိုင်ယူပြီးကိုယ့်ဈေးကွက်ကိုကိုယ်တိုင်ရိုက်ချတော့မှလားခြံကျွင်းမင်းဘာလုပ်ချင်တာလဲငါသူ့ကိုထင်အောင်ထင်မှားဖြစ်စေချင်တာစုမိသားစုအတွင်းပိုင်းလုံးဝပြိုလဲသွားပြီဆိုပြီးငါတို့အသားဖြတ်ပြီးထွက်ပြေးတယ်လို့ထင်အောင်နားလေလားတခါတည်းအောက်ဆုံးထိကျသွားရင်ဈေးကွက်နောက်လိုက်တွေကစုမိသားစုကိုလုံးဝအရှင်လက်လက်မြုပ်ပစ်လိုက်မယ်အရှင်လက်လက်မြုပ်ခံရမယ့်လူကဘယ်သူလဲဆိုတာမတေချာသေးဘူးဒါအမိန့်ပဲရိုက်ချကျန်းဟောက်စုမိသားစုအမှားစားရုပ်သိမ်းလိုက်ပြီးရုပ်သိမ်းယုံတင်မကဘူးသူကိုယ့်ဈေးကွက်ကိုကိုယ်တိုင်ရိုက်ချနေပြီးပတ်စံမရှိတော့ဘူးစုချင်းရင်နောက်ဆုံးတော့မခံနိုင်တော့ဘူးခြံကျွင်းရဲ့လေ့ကျင့်ရေးမော်ဒယ်ကဒီလိုငွေကြေးပမာဏကြီးမားမှုရှိမှာဟာတာတစ်ခုပါပဲအကျွင်းမဲ့ငွေကြေးရှိမှာဤပညာဆိုတာစက်ကူစုပ်ပါပဲကျန်းဟောက်ငါတို့ဆက်ပြီးနောက်ကလိုက်အောင်မလားဟုတ်တယ်ဘာလို့မလိုက်ရမှာလဲမင်းမျက်စိကန်းနေတာလားစုမိသားစုအသားဖြတ်နေပြီသူတို့ကိုယ့်အသားကိုကိုယ်တိုင်ဖြတ်နေကြတာထိတ်ဆုံးကပြပဈေးကွက်ကောက်ွယ်ရေးရန်ပုံငွေ3 ခုကိုကျန်းဟောက်အဲ့ဒါငါတို့ကုမ္ပဏီရဲ့အသက်ကယ်ငွေတွေအားလုံးပဲလေငွေထုတ်ပေးအားလုံးထုတ်ပေးပြီးတော့စီးမြင့်တဲ့အညီတန်မဏိရန်ပုံငွေနဲ့ပေါင်းလိုက်3 ဆအားလုံးထည့်လိုက်ဒီနေ့စုမိသားစုကိုမဖြိုချနိုင်ရင်မနှက်ဖြန်ကြဆုံးမဲ့လူကငါပဲလက်နက်အပြည့်နဲ့တိုက်ခိုက်ငါ့ကိုအရေးပေါ်မီးအားပေးဒီနေ့သူ့ကိုလုံးဝဖိနှိပ်ပြရမယ်အောက်ဆုံးထိပိတ်ပစ်ဒါကအတိတ်တွေကငါတို့တန့်စင်အောင်ရှုံးသွားပြီဆိုတာပဲမနှက်ဖြန်ပောက်ကွဲမှုကရှောင်လွှဲလို့မရတော့ဘူးစုမိသားစုရဲ့မိသားစုတွေအားလုံးကခြံကျွင်းမင်းပြောတဲ့ပြန်တိုက်ခိုက်မှုကဒါလားနေ့လယ်2 နာရီ50 မိနစ်တနေ့တာဈေးပိတ်ဖို့နောက်ဆုံး10 မိနစ်ပဲကျန်တော့တယ်စစ်ဆေးဘာကိုစစ်ဆေးရမှာလဲအောက်ဆုံးထိကျနေတဲ့နေရာမှာဖိနှိပ်ထားတဲ့တေဆုံးနေတဲ့အမှားစားငွေကြေးဘယ်လောက်ရှိလဲဒီငွေသားကတန်း1500အားလုံးကုန်ကျစရိတ်ကိုမစင်စားပဲရိုက်ချထားတဲ့တေဆုံးနေတဲ့အမှားစားတွေပဲကျန်းဟောက်ကသူ့ကိုယ်သူစီကချေးထားတဲ့အတိုးကြီးတဲ့ငွေတွေအားလုံးနဲ့တကွဒီအောက်ဆုံးထိညှုံနှံလိုက်ပြီ
မင်းဘာပြောတာလဲသူဈေးကြအောင်လုပ်နေတာရောင်းချနေတာသူအခြားလူတွေရဲ့ share တွေကိုချေးပြီးရောင်းလိုက်တာနိုင်တဲ့ဈေးနဲ့ငါတို့ကိုတက်ချင်တာဒါပေမဲ့သူနောက်ဆုံးတော့ပြန်ဝင်ရမယ် stock ရှိ share ရှင်ကိုပြန်ပေးရမယ်ငါတို့အခုလက်ပတ်နေတဲ့အစု share တွေအားလုံးကိုတင်ကြုံပြီး share ဈေးကိုဓာတ်ရိုက်မြင့်တင်မယ်ကျန်းဟောက် share ဝယ်လို့မရရင်အကျွေးဆက်ဖို့သူချက်ချင်းပောက်ကွဲသွားလိမ့်မယ်တောင်းပန်ပါတယ်တန်း1500အတိုးကြီးတဲ့အကျွေးသူ့ကိုအလကားဖြစ်သွားစေရမယ်အားလုံးဖြည့်သွင်းညွှန်ကြားချက်ညှင်းပယ်ခံရသည်အကောင့်ထဲမှာသုံးလို့ရတဲ့ငွေကြေးမလုံလောက်ပါဘလို့ဖြစ်တာလဲစရင်ထဲမှာတန်း1000ကျော်မရှိဘူးလားခုနကပြဆက်လုပ်ဖို့အတွက်ငါတို့ကိုယ်တိုင်အောက်ခြေကိုရိုက်ချပြီးစရင်ကိုလည်း6တွေ့အောင်လုပ်ခဲ့တာပဲစနစ်ရှင်းလင်းမှုမှာနှောင့်နှေးမှုရှိတယ်နှောင့်နှေးမှုကိုမင်းမသိဘူးလားငါသိတယ်ဒါကြောင့်ဒီအောက်ခြေမရှိတဲ့အပေါက်ကိုငါတွက်ချက်ပြီးသားကျန်းဟောက်ပြည့်သွားပြီငါလည်းပြည့်သွားပြီဈေးပိတ်ဖို့နောက်ဆုံး10မိနစ်ပဲကြံတော့တယ်ငါလုပ်ပြီးပြီဒါပေမဲ့တကားခတ်တဲ့တန်ကြိုးကတပိုင်းလျော့နေတယ်ဘယ်လောက်လျော့တာလဲနောက်ဆုံးတန်း900ရွှေလိုတန်မိုးရှိတဲ့အာမခံငွေကြေးထုတ်ပေးနိုင်လားကျန်းဟောက်မထုတ်နိုင်ရင်ငါတို့ကြဆုံးမယ်စုဥက္ကဋ္ဌ10မိနစ်မင်းရွေးတန်း900ကုမ္ပဏီစရင်ထဲကနေတပြားမှထုတ်လို့မရတော့ဘူးငါ့ကို9မိနစ်အတွင်းဟိုဘက်က900အောင်အရင်ဆက်သွယ်ဒါမင်းရဲ့ပြဿနာပဲပတ်စံမရှိဘူးရွေးချယ်မှုကသေးတာပဲမနှက်ပြန်မိုးလင်းတာနဲ့စုချက်ချင်းဒေဝါလီခံစရင်ရှင်းမယ်ငါရုံကန်ဘေးကလုံခြုံရေးတစ်တာတဲကအနီရောင်လက်ဆောင်စုကိုယူလာခဲ့ကိုစမစ် Golden Sachs အာရှပစိဖိတ်တာဝန်ခံကိုဆက်သွယ်ပြီးတော့ကျန်းဥက္ကဋ္ဌကိုပါသူတို့ကိုပြောလိုက်ငါရဲ့ပြီလားရန်ပုံငွေတွေအားလုံးတည်သွားပြီသတင်းထောက်တွေအတုလောက်တာမဟုတ်ဘူးဟုတ်တယ်သတင်းထောက်တွေမဟုတ်ဘူးငါငွေသားလိုချင်တယ်စုဥက္ကဋ္ဌဒါကခမရဲ့ကိုပိုင်ဆိုင်မှုအားလုံးပဲစက္ကန့်ခွင့်တောင်အာမခံတင်ထားတာရှုံးသွားရင်ခမစုမိသားစုမှာလုံးဝတပြားမှမရှိတော့ဘူးငါခိုင်းတာလို့ပတ်စံချက်ချင်းရောက်လာမယ်ချန်ကျွင်းငါအသက်ကိုမင်းအပေါ်မှာအားလုံးလောင်းထားတာငါ့ကိုစိတ်မပြတ်စေနဲ့နေ့လယ်2:55မိနစ်ဈေးပိတ်ဖို့9မိနစ်ပဲလိုတော့တယ်ဒီပငွေကြေးရှင်းတန်းပြီးဆုံးပြီးသုံးလို့ရတဲ့လက်ကျန်ငွေတန်း900စုဥက္ကဋ္ဌကြီးကြပါတယ်တေးသေးချာချာကြည့်ထားဒါကိုကောင်းဖြတ်တာလို့ခေါ်တယ်နေ့လယ်2:56မိနစ်ချန်ကျွန်းကအကောင့်ထဲကိုအခု4တင်ရောက်လာတဲ့တန်း900ငွေသားနဲ့စုရဲ့မူလကလေးကတတိကြီးစွာထားတဲ့ရန်ပုံငွေတွေကိုဓာတ်ရိုက်ပေါင်းစည်းလိုက်ပြီးကြီးမားတဲ့ဝယ်ယူမှုအမှားစာတစ်ခုဖြစ်လာအောင်လုပ်လိုက်တယ်။ဒီမှန်းချက်ကအောက်ဆုံးမှာရှိတဲ့တန်း20ရဲ့ကြောက်လန့်နေတဲ့တေဆုံးနေတဲ့အမှားစာတွေပဲဈေးနှုန်းနဲ့အားလုံးကိုတင်ကျုံဝယ်ယူပြမယ်။ကျဆင်းမှု10%ကျဆင်းမှု9%ပုံမှန်ဈေးတက်လာမှု9%ဈေးတက်မှုအဖြစ်ပိတ်ပစ်လိုက်ဈေးတက်သွားပြီးအားလုံးကုန်သွားပြီးအောက်ဆုံးမှာရှိတဲ့အမှားစာတွေအားလုံးကုန်သွားပြီးအရင်ကတက်လာခဲ့တာမြေအောက်လန်းငါတို့ရှင်သွားပြီပြီးသွားပြီဈေးကွက်ထဲကလှည့်ပတ်နေတဲ့ share တွေကအားလုံးငါတို့လက်ထဲမှာရှိနေပြီကျန်းဟောက်လက်ထဲမှာဘာမှမရှိတော့ဘူးကျန်းဥက္ကဋ္ဌဘာတွေထိတ်လန့်နေတာလဲစုမိသားစုဒေဝါလီခန့်နဲ့ကြီးညာလိုက်ပြီစုမိသားစုရဲ့ share တွေကဈေးတက်သွားပြီမင်းဘာပြောတာလဲမဖြစ်နိုင်ဘူးဒါမဖြစ်နိုင်ဘူးဘသူဝယ်နေတာလဲဘသူမှပတ်စံအဲ့လောက်များတာလဲတန်း1500ရဲ့တိတ်ဆုံးနေတဲ့အမှားစာကိုဝယ်ဖို့ကျန်းဥက္ကဋ္ဌဈေးကွက်ထဲကလှည့်ပတ်နေတဲ့ share တွေကတစ်ချက်တည်းနဲ့အားလုံးတန့်စင်ခံလိုက်ရပြီအတင်းအကျပ်ဝယ်ယူမှုဒါကအကျန်းတန်းဆုံးအတင်းအကျပ်ဝယ်ယူတဲ့နီလန်ပဲတေချာပေါက်ချန်ကျွင်းလောက်တာပဲအခုတော့အားလုံးပြီးသွားပြီစုမိသားစုကိုဈေးချဖို့အတွက်ငါက stock ပွဲစားတွေနဲ့ဒီပအဖွဲ့အစည်းတွေကိုပါ share အများကြီးချေးပြီးဈေးချခဲ့တာစီးမြင့်အရာတတ်မှတ်ထားတဲ့အချိန်တွင်းမှာဈေးကွက်ထဲကနေဒီ share တွေကိုပြန်ဝယ်ရမယ်ပြန်ပေးဖို့အတွက်ဒါပေမဲ့အခုဈေးကွက်ထဲက share တွေကအားလုံးချန်ကျွင်းဝယ်ယူသွားပြီးစနစ်သတိပေးချက်အကောင့်အာမခံငွေကပြင်းထန်တဲ့ share အတင်းအကျပ်ပိတ်သိမ်းမဲ့လုပ်ငန်းစဉ်စတင်ပြီးမလုံနဲ့အခွင့်အရေးမပေးနဲ့ငါမှပတ်စံရှိသေးတယ်ရှင်းလင်းမှုပြီးဆုံးပြီးကျန်းဥက္ကဋ္ဌငါတို့ရင်းနှီးမြှုပ်နှံထားတဲ့ပတ်စံတွေကအားလုံးပောက်ကွဲပြီးတူးညဖြစ်သွားပြီဒီပတ်စံတွေလည်းပောက်ကွဲသွားပြီပြီးတော့သုံးစာချေးထားတဲ့အတွက်ကြောင့်ငါတို့အခု stock ပွဲစားတွေကိုပြန်ဆက်ရမယ်ပြီးတော့ငွေကြေးထောက်ပံ့မှုလမ်းကြောင်းတွေကိုပါနှစ်ခုစလုံးကိုမင်းရဲ့မိသားစုအသက်ဆက်သွားပြီကျန်းဟောက်ဒေဝါလီခံသွားပြီငါအလုပ်ပြီးသွားပြီကျန်တဲ့ငွေစည်းရှင်းဖို့ငါကက်ထဲကိုထည့်ပေးဖို့မမေ့နဲ့အနားမလာနဲ့ပူးတွဲစုံစမ်းရေးအဖွဲ့ကအောက်ထပ်ယုံကြည်ထဲမှာရောက်နေပြီကျန်းဟောက်မင်းနာမည်နဲ့ရှိတဲ့အကောင့်တွေအားလုံးကလွန်ခဲ့တဲ့10မိနစ်ကအားလုံးပိတ်ဆို့ခံလိုက်ရပြီဈေးကွက်ကိုမမကန်ထိန်းချုပ်မှုကြီးမားတဲ့ပဏာချင်းတွေကမင်းရဲ့ဘိုးဘေး30တောင်ဆက်လို့မကုန်နိုင်ဘူးချန်ကျွင်းမင်းငါကိုလှောင်ပြောင်ဖို့လာတာလားလွန်ခဲ့တဲ့3နှစ်ကငါယူသွားခဲ့တဲ့မင်းရဲ့အရာရာတိုင်းဒီနေ့မင်းကငါ့ကိုအမှန်တကယ်ဖြိုချလိုက်ပြီးရက်ငါ့ကိုအနားမလာခိုင်းဘူးလားတက်30ဆက်3ထက်ခြေတလန်းမှားသွားတာနဲ့ပြန်လှည့်စရာအခွင့်အရေးမရှိတော့ဘူး
မင်းငါကိုဖိအားပေးတာပဲမင်းငါကိုဖိအားပေးတာလွန်ခဲ့တဲ့3နှစ်ကမင်းသာအဲ့ဒီပြပပစ္စည်းတွေကိုသွားမစစ်ဆေးရင်ငါဘယ်လိုလုပ်ပြီးမကောင်းတာလုပ်ရဲမှာလဲငါတေးချင်တာမဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်ကစရင်တုလုပ်ပြီးငါကိုလိန်ခဲ့တာဒီနေ့မဲမဲပတ်စံချေးပြီးစုမိသားစုကိုဖျက်ဆီးချင်တာကျန်းဟောက်မင်းကကိုအမြဲတမ်းလူကြီးလူကောင်းလို့ထင်နေတာတကယ်တမ်းကျတော့မင်းကပြဿနာကြုံလာရင်ထွက်ပြေးဖို့ပဲတည်တယ်သူရဲဘောကြောင့်လည်းကောင်းပဲငါမဟုတ်ဘူးငါကိုတက်တေပြစရာလုပ်ပြငါဘယ်လိုတက်တေပြရမှာလဲငါအကျွေးတင်နေတဲ့စရင်ပုတ်တွေအောက်ထပ်မှာငါကိုအေးအေးယူနေပြီလေငါအကုန်ပြီးသွားပြီငါမှအသက်ဆက်ဖို့အတွက်အခြေခံတော့မကြံတော့ဘူးဒါဆိုရင်မင်းတင်နေတဲ့အဲ့ဒီစရင်တွေကိုလုပ်ငန်းစီးမြင့်အရာရှင်းရှင်းလင်းလင်းပြောပြလိုက်မင်းနောက်ွယ်ကစီးမြင့်ဖောက်ဖျက်တဲ့ပြပပစ္စည်းတက်တေတွေကိုအပ်လိုက်အဲ့ဒါကမင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုပုဂ္ဂလိကယဉ်ကျေးမြုပ်နှံမှုရဲ့တစ်ခုတည်းသောအချက်လက်ပဲသူတို့ကိုအပ်လိုက်ရင်သူတို့ငါ့ကိုလွတ်မှာမဟုတ်ဘူးမအပ်ရင်မင်းဒီနေ့တည်ပြီးသွားပြီလွန်ခဲ့တဲ့3နှစ်ကဘာလို့အဲ့ဒီစရင်ပုတ်တွေကိုလက်ခံခဲ့တာလဲငါပတ်စံမှတ်လို့မင်းပတ်စံရှာတာကိုမြင်ပြီးမနာလို့ဖြစ်လို့ဟုတ်ပြီလားမမှန်ဘူးလွန်ခဲ့တဲ့3နှစ်ကမင်းမတစ်နှစ်ကိုတန်း10နဲ့ချီလာစာရှိတာလောဘကြောင့်တန်း90စရင်တုလုပ်ပြီးငါ့ကိုလိန်စရာလို့လားမင်းရဲ့တတိကကြွက်တကောင်တောင်မရှိဘူးဘယ်သူမှမင်းကိုမချင်းချောက်ဘူးမင်းဘာလို့ငါ့ကိုတစ္ဆာဖောက်တာလဲတကယ်တမ်းဘာအတွက်လဲပြောငါအမေကြောက်ကက်ပျက်စီးတာနောက်ဆုံးအဆင့်ရောက်နေပြီကြောက်ကက်အစားထိုးခွဲစိတ်မှုလုပ်ရမယ်ပြီးတော့နောက်ပိုင်းဆေးဝါးတွေပါလို့တယ်ငါအကောင့်ထဲမှာအဲ့ဒီလောက်ငွေသားမရှိဘူးအဲ့ဒီပြပပစ္စည်းတွေကလူတွေငါ့ကိုလာရှာတယ်သူတို့ပြောတယ်ငါသာမင်းရဲ့မော်ဒယ်ဆေးဝါးကိုခိုးထုတ်လာရင်သူတို့ရဲ့စရင်ပုတ်တွေကိုငါနာမည်အောက်မှာတင်ပေးမယ်ဆိုရင်သူတို့ငါဆေးဖို့ကိုရှင်းပေးမယ်ငါကိုအသက်ရှင်စရာလမ်းကြောင်းတစ်ခုပေးမယ်ငါမင်းကိုတေးသေးချာချာလုပ်ချင်တာမဟုတ်ပါဘူးငါတကယ်မရည်ရွယ်ပါဘူးဒီ3နှစ်အတွင်းမှာငါညတိုင်းမင်းငါကိုစရင်ရှင်းဖို့လာရှာတာကိုမက်နေရတာငါတတိထားပြီးနေခဲ့ရတာဒီတောင်းပန်ပါတယ်ဆိုတဲ့စကားငါတကယ်တောင်းပန်ပါတယ်တစ္ဆာဖောက်တယ်ဆိုတဲ့အရာကျန်းဟောက်က3နှစ်တိုင်ဖုံးကွယ်ထားခဲ့တာအဆုံးတော့အောက်ဆုံးထိမကြခင်အချိန်လေးမှာအတန်ထွက်ပြီးတူးဖော်ခံလိုက်ရပြီထွက်ပြေးတာနဲ့ပြဿနာကဖြေရှင်းလို့မရဘူးအောက်ဆင်းပြီးအကြောင်းအရာကိုရှင်းရှင်းလင်းလင်းပြောပြတစ်ခုချင်းစီသက်ဆိုင်ရာဌာနကိုအမှန်တိုင်းပြောပြလို့ရောဘာဖြစ်လာမှာလဲငါဆက်ပြီးထောင်ထဲနေရမယ်ငါအမေကိုစေးရုံမှာဘယ်သူကြည့်မှာလဲသူ့ရဲ့ယောဂအတွက်ပတ်စံများကြီးလိုသေးတယ်လေမင်းအမေရဲ့နောက်ပိုင်းပြုစုစောင့်ရှောက်ခနဲ့စေဖိုးဝါခတွေကိုငါတာဝန်ယူမယ်လွန်ခဲ့တဲ့3နှစ်ကလုပ်ငန်းစချင်းချိန်မှာမင်းအမေငါအတွက်လုပ်ပေးခဲ့တဲ့အဲ့ဒီရေနွေးချမ်းတစ်ခွက်ကိုပြန်ဆက်တဲ့သဘောပေါ့သွားပြီးမင်းတာဝန်ယူရမယ့်တာဝန်ကိုယူလိုက်အကျွေးတွေရှင်းသွားပြီးငါတို့2ယောက်လုံးတယောက်ကိုမှမကျွေးတော့ဘူးချန်ကျွင်းကဒီလောက်တစ္ဆာရှိတာငါရဲဘောမှကြောင်ရဘူးစုံစမ်းရေးအဖွဲ့ကိုလည်းရင်ဆိုင်ရမယ်3နှစ်တိုင်ထွက်ပြေးခဲ့တဲ့အပြစ်ဒဏ်ကိုလည်းရင်ဆိုင်ရမယ်ချန်ကျွင်းရဲ့အပြစ်ကင်းစင်မှုကိုတေချာပေါက်ပြန်ပေးရမယ်ငါထင်ထားတာမင်းသူ့ကိုကန်ချပြစ်မယ်လို့အရန်ညစ်ပတ်လို့မင်းရဲ့အဆောက်အဦကိုညစ်ပတ်စေတယ်ဆိုပြီးစုမိသားစုကတမျက်စိကတောင်လျော်ရအောင်မယ်ဒီလူကရင်းနှီးမြှုပ်နှံမှုမှာရှိတဲ့ရေခဲတုံးထက်တောင်ပိုအေးဆက်တယ်ဒါပေမဲ့အခြေခံစည်းကမ်းကတော့ဘယ်သူထက်မဆိုပိုတတ်ရှင်းတယ်ကျန်းဟောက်ပြိုလဲသွားပြီးအကြက်အတဲဖြည့်ရှင်းပြီးသွားပြီးမင်းနောက်ပိုင်းဘာလုပ်ဖို့စဉ်းစားထားလဲဘာလုပ်ရမှာလဲညစည်းမှာနွားသားဆက်ပြီးရောက်မှာပေါ့ဒီနေ့အများပြားသောဌာနတွေကလျှက်စီးလက်တလို့လှုပ်ရှားမှုတွေလုပ်နေပြီးအဓိကတက်တဲ့အထောက်အထားတွေအရအောင်မြင်စွာနဲ့အမြင့်ပါမကျန်နှိမ်နှင်းလိုက်ပြီးရုံဆန်ကြရှိနေတဲ့ဒီဘကစီးမြင့်ဖောက်ဖြတ်တဲ့အဖွဲ့အစည်းကိုရှုံချန်ငွေကြေးပတ်ဝန်းကျင်ကအပြည့်အဝပြန်လည်ရရှိသွားပြီးကျန်းဟောက်ရဲ့အမေရဲ့ဆေးရုံကောင့်တွေက1030နောက်ပိုင်းစောက်ရှောက်ခကအဲ့ဒီလောက်မြန်ဖြတ်တောက်မှုအောင်မြင်သွားတာပဲကြည့်ရတာနောက်ထပ်အရန်ငွေတွေထပ်ဖြစ်ရအောင်မယ်ချန်ပိုင်ရှင်မင်းဘာလုပ်နေတာလဲဒီနေ့စီးပွားရေးမလုပ်တော့ဘူးလားအခုမှဝင်လာတဲ့အသားကောင်းတွေဒီတွန်းလဲရေခဲတက်တာထဲမှာကြံနေတဲ့နွားသားတစ်ဝက်မင်းအတွက်ပဲဟာချန်ကျွင်းမင်းအဖျားတက်နေတာလားဒီလဲနဲ့အသားနဲ့က1000နီးပါးရှိတာလေငါရက်ွက်ရုံရဲ့အကောင့်ထဲမှာညဈေးတယ်များအတွက်ကုညီစောင့်ရှောက်ရေးရန်ပုံငွေတစ်ခုဖွင့်ထားတယ်အထဲမှာငွေသား1 သန်းထည့်ထားတယ်နောက်ပိုင်းညဈေးထဲမှာဘသူ့အဖိုးဖွားတွေဖျားနာလို့ဖြစ်အခက်ခဲကြုံလို့ဖြစ်စာရွက်စာတမ်းယူပြီးပတ်စံထုတ်သုံးလိုက်နောက်ချန်မင်းတကယ်ချမ်းသာသွားပြီပဲပတ်စံနည်းနည်းရသွားတယ်ဆိုပြီးပေါင်မုတ်6ပဲအမြဲမစားနဲ့ကောင်းတာလေးတွေစားချန်မီသားစုရဲ့သားလေးဘယ်သွားမလို့လဲလက်ခံလိုက်ပြီနေရအစ်စ်ပြောင်းဖို့ပြင်ဆင်နေတာငါအဝေးကြီးကနေပြေးလာခဲ့ရတာဘိုက်ကဦးညီနေပြီငါအတွက်နွားသားစုပ်ပြုတ်တစ်ခွက်ထက်လုပ်ပေးအစုံပါတဲ့ဟာဒီနေ့တော့နန်းနန်းပင်ပို့ထည့်ပေးရပါတယ်ချန်မစ္စတာအရင်ကကျွန်တော်မျက်စိကန်းခဲ့ပြီးမာနကြီးပြီးအတိတ်ကမရှိခဲ့မိဘူးအယောင်းဝယ်ခမ်းပါတဲ့ကကျွန်တော်ရဲ့ယူမိုက်တဲ့စကားတွေအတွက်တရားဝင်တောင်းပန်ပါတယ်ကျွန်တော်အမေကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပို့ပြီးကျေးဇူးတင်တာကအကြက်တဲထဲမှာစုကုမ္ပဏီကိုကယ်တင်ပေးခဲ့လို့ပါခင်ဗျားကစုမိသားစုရဲ့ထာဝရကျေးဇူးရှင်ပါစုဥက္ကဋ္ဌစကားကြီးစကားကျယ်မပြောပါနဲ့လူပတ်စံယူပြီးလူအတွက်အလုပ်လုပ်တာပါတန်းတူလဲတာပါပဲစုမိသားစုကကျွန်တော်ကိုမကြွေးပါဘူးဒါဆိုရင်ကိုကခင်ဗျားကိုတခုခုကြွေးချင်နေဆိုရင်တော့ခင်ဗျားကိုဖမ်းတာတော့မလုပ်ခဲ့ဘူး
ကြည့်လိုက်စုကုမ္ပဏီရဲ့အထွတ်ထိပ်ဖက်ဆက်လောက်ကန်ရေးသဘောတူစာချုပ်ကြာချန်ရဲ့ပြည်ပအစိတ်တောက်ကိုမင်းရှင်းထုတ်ပစ်ခဲ့ပြီးအကောင့်ရဲ့စည်ရင်းပုတ်တွေကိုလည်းမင်းရှင်းပေးခဲ့ပြီးချန်ပိုင်ရှင်ပတ်စံယူပြီးအလုပ်ပြီးတာနဲ့မြို့ကနေထွက်သွားတော့မလို့လားနေတော့အနောက်ဘက်ကထွက်နေပြီလားဒီစာချုပ်မှာရော်ကြီးလည်းမပါဘူးအထက်အောက်အဆင့်သတ်မှတ်ချက်စီကန်းချက်တွေလည်းမပါဘူးအဲ့ဒီအပြင်ကိုကိုဆုံးဖြတ်ပိုင်ခွင့်ရာဂိုင်နှုန်း90နဲ့အကန့်အသတ်မရှိငွေကြေးသုံးစွဲခွင့်ပါဝါပါပေးထားတယ်စုမိသားစုတောင်ဖြစ်နေသေးကိုကစိတ်လဲဆိုးတတ်တယ်အစာအိမ်လဲကြီးတယ်ရီမန်းချက်ကြီးတယ်တကယ်ဒါလက်တွဲဖြစ်ရင်မင်းနေတိုင်းကိုကြောင့်ဒေါသထွက်ပြီးခွက်တွေတောင်ပြစ်ပောက်ခွဲမိနေလိမ့်မယ်ယုံချမ်းဝမ်ချင်းကြီးရဲ့ငွေကြေးဆက်ဝန်းကိုမင်းရှင်းလင်းပြီးသွားပြီအနာဂတ်မှာဒီလိုတန်ရှင်းတဲ့စီးပွားရေးအင်ပါယာကိုမင်းနဲ့ကိုအတူတကွတိဆောက်ရလိမ့်မယ်ဒီဘဝတစ်သက်လုံးရုပ်သိမ်းလို့မရတဲ့ဒီနောက်ဆုံးလက်တွဲဖို့လုပ်ငန်းကြီးကိုလက်ခံလိုက်ပြီဘာကိုရေတာလဲမင်းကိုရေတာပေါ့လွန်ခဲ့တဲ့2လကမင်းကိုရဲ့ဆိုင်ရှိမှာရက်နေပြီးဆိုင်တစ်ခုလုံးကိုပိုးသက်စေနဲ့စေးကြောပစ်ချင်နေခဲ့တာလေအခုကျတော့ရှုပ်လေကြားထဲမှာရက်ပြီးကိုရဲ့ရင်ဘက်ကိုအဆုဆက်လုပ်ငန်းသဘောတူစာချုပ်နဲ့လာရိုက်တယ်ဒရိုက်တာစုမျက်နှာပြောင်းတာကတော့ရှယ်ယာဈေးကွက်ထက်တောင်ပိုမြန်နေပါလားငါ့ကိုမြောက်ပင့်ပြောမနေနဲ့ငါအဖွားသာအတင်းဖိအားမပေးရင်ဒီလိုနေရာဆိုးကြီးကိုငါလာမယ်လို့ထင်နေလားအဲ့ဒါဆိုမင်းအခုထွက်သွားလို့ရတယ်ပတ်စံရမယ်အလုပ်ကိုမလုပ်တာလို့ပြောပဲစာချုပ်ကိုချထားလိုက်ကိုဘက်ကိုပြစ်ထည့်လိုက်တော့အဲ့ဒီအဖွားအိုကခုနကငါအဖေမသိအောင်ပြုတ်ဝက်ပြီးငါ့ကိုစကားတခွန်းပြောသွားတယ်သူပြောတာကဒီကောင်လေးကိုဒါငါအနာမှာဆက်ရှိနေအောင်ထိန်းထားနိုင်မယ်ဆိုရင်ငါရဲ့အဖိုးတန်အယူယောဂတောင်တဝက်လောက်ပျောက်သွားနိုင်နေတဲ့ငါအသက်30ပြည့်လာတာနွားနောက်သားထိုးရောက်တဲ့ကောင်ရဲ့လက်ထဲမှာငါအဖွားကြောင့်ပထမဆုံးအကြိမ်ဖြစ်လုံးဝအဖမ်းခံလိုက်ရတာပဲကဲမင်းကျင်နေပြီလားကျင်နေရင်ဝင်ခံလိုက်တော့အကြောင်းပြချက်တစ်ခုတည်းကိုပဲယုံကြည်တယ်လက်ခံလိုက်ပြီဆိုရင်လည်းအဆုံးထိလက်ခံရမယ်ကိုနဲ့လက်တွဲတယ်ဆိုတာစာချုပ်လက်မှတ်ထိုးရုံနဲ့တင်မပြီးဘူးနောက်တစ်ချိန်ည3နာရီမှာ stock share ရစရာကိုကြည့်လို့ပြဿနာတွေ့ရင်ဖုန်းတစ်ချက်ဆက်တာနဲ့မင်းထလာပြီးကိုနဲ့အတူရုန်းကန်ရလိမ့်မယ်ရပြီလက်မှတ်ထိုးလိုက်တော့နောင်ကြရင်မင်းစပွဲခုံထုကိုခွက်ခွဲတဝက်စီပဲတရားတယ်သဘောတူညီကြပြီ